သမီးမြနန်းနွယ်ရန်ကုန်မှာသာသနာပြုဖို့အချိန်တန်ပြီဗုဒ္ဓထောင်ဖျားပြန်တီဆောက်ဖို့အဒီကမတီအလှရှင်ဖြစ်ရပါစေရန်ကုန်မြို့ဗိုလ်ထောင်စီတော်မြတ်ကြီးကိုရောက်ဖူးသူတိုင်းအစိမ်းရောင်ဝတ်စုံနဲ့အလွန်တရာကြက်တည်ရှိလာတဲ့အမတော်မြနန်းနယ်ရဲ့ရုပ်ထုကိုဖူးမြော်ပူးကြမှာပါသူမဟာတိုင်နှန်းရှင်တူလားဒါမှမဟုတ်ပါရမီဖြည့်ဆည်းဖို့ရောက်လာခဲ့တဲ့ဝိဇ္ဇာလောင်တူလားဒီနေ့မှာတော့ညီကိုမောင်နှမများတောင်းဆိုထားတဲ့အမတော်မြနန်းနယ်ရဲ့အကြောင်းကိုစိတ်ဝင်စားပွဲဘုသူဒ္ဓဖြစ်ပွဲတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်နာမည်ကတော့မောင်ဖြိုးဖြစ်ပါတယ်လွန်ခဲ့တဲ့129နှစ်ခန့်1898ခုနှစ်ရဲ့အေးဆက်လာတဲ့ဒီဇင်ဘာလ2နှစ်ခင်း9နိုင်မှာမိုးကုတ်မြို့ရဲ့မြို့ကိုးတွေကြားကနေထူးခြားတဲ့ကလေးငယ်တဦးကိုမွေးဖွားခဲ့ပါတယ်သူမကတော့စော်ဘာမျိုးနွယ်စုဝင်ကြောက်တွင်းပိုင်တထေးကြီးတွေရဲ့သမီးရတနာမြနန်းနွယ်ပါပဲသူမကိုမမွေးဖွားမိကလေးကမိဘတွေဟာကောင်းခင်ကနှစ်သမီးတစ်ပါးဆင်းသက်လာတဲ့အိမ်မက်တွေမြင်မှတ်ခဲ့တယ်လို့မွေးဖွားချိန်မှာလဲမိုးကုတ်ရဲ့ကောင်းကင်ရံတစ်ခုလုံးတရက်နွယ်တွေဟာဖြိုးဖြိုးပြက်ပြက်နဲ့တောက်ပလင်းလန့်နေခဲ့ပါတယ်ဒါဟာရိုးရိုးကလေးငယ်တူမဟုတ်ပဲပါရမီထူးထူတူရောက်ရှိလာတာကိုသဘာဝတရားကတတိပေးလိုက်တာပဲဖြစ်ပါတယ်ညနန်းတွေကိုမွေးဖွားပြီးနောက်မှာပဲမိဘတွေစီကိုစီးပွားလက်လာပါတွေဟာအလုံးအင်းနဲ့ဝင်လာခဲ့ပါတယ်ကြောက်တွင်းကနေတန်မိုးဖြတ်မရတဲ့ကြောက်တွေအဆက်မပြတ်ထွက်ရှိလာတာကြောင့်မိဘတွေကသမီးလေးဟာငါတို့ကိုကောင်းကျိုးပေးတဲ့ပါရမီရှင်ဆိုပြီးအရာရာကိုအလိုကျလိုက်ရောခဲ့ကြပါတယ်ဒါပေမဲ့စီးစိမ်တွေကြားမှာကြီးပြင်းလာတဲ့မြနွမ်းနယ်ဟာအခြားကလေးတွေနဲ့မတူပဲအေးအေးဆေးဆေးတီးသန့်နေတတ်ပါတယ်ဘာသာတရားကိုအထူးကန်ဆိုင်ပြီးအသားငါးတွေကိုရှောင်ကျင်ကအသီးအရွက်နဲ့နွားနို့ကိုသာနှိမ့်ချိုက်စွာတုံးဆောင်ခဲ့တဲ့သူမရဲ့ပါရမီဟာလူကြီးတွေကိုတောင်အံ့ဩစေခဲ့ပါတယ်အချိန်တွေကုန်လွန်လာပြီးအသက်15နှစ်အရွယ်မှာတော့မြနန်းနွယ်ဟာအိန္ဒိယနိုင်ငံသို့တွားရောက်ပညာသင်ကြားခဲ့ပါတယ်1926ခုနှစ်မှာအိန္ဒိယကနေဝိဇ္ဇာပွဲကိုရရှိပြီးမြန်မာပြည်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့မြနန်းနွယ်ဟာအလှဆုံးအသက်20အရွယ်ကိုရောက်ရှိနေပါပြီဖြူဖွေးနုဤတဲ့အသားအရည်နဲ့ကြော်ရှင်းလှပတဲ့သူမကိုကာလသားတွေဝိုင်းဝိုင်းလဲခဲ့ပေမဲ့မြနန်းနွယ်ရဲ့စိတ်ထဲမှာတော့လော်ကီအချစ်ရေးဆိုတာလုံးဝမရှိခဲ့ပါဘူးသူမဟာအိမ်တော်ပြုဖို့ညှင်းဆန်ခဲ့ပြီးသူမရဲ့အစစ်အမှန်ပါရမီခရီးကိုဆက်လက်လျှောက်လန်းဖို့သာဆုံးဖြတ်ခဲ့ပါတော့တယ်သူမရဲ့ဦးလေးတော်ဆက်သူစီကနေလော်ကီအတတ်ပညာရက်တွေဖြစ်တဲ့စိတ်ဝိညာဉ်ခွာတဲ့အတတ်နံရုပ်ပြောင်းတဲ့အတတ်တွေကိုသင်ယူခဲ့ပြီးနောက်မြနန်းတွေဟာငယ်ငယ်ရွယ်ရွယ်နဲ့တင်လော်ကီပညာရက်တွေမှာဆရာတဆူဖြစ်လာခဲ့ပါတယ်1940ခုနှစ်မြနန်းတွေအသက်45နှစ်ပြည့်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်အိမ်မက်ထဲမှာဝတ်ပြူစင်ကြယ်အဖိုးအိုတူပေါ်လာပြီးရန်ကုန်မှာသာသနာပြုဖို့အချိန်တန်ပြီလို့လမ်းညွှန်ခဲ့တဲ့အတွက်မြနန်းတွေတို့မိသားစုဟာရန်ကုန်မြို့ဗိုလ်ထောင်ဘုရားအနီးကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်ရန်ကုန်ကိုရောက်ပြီးနောက်မှာတော့အိမ်မက်အရာအစိမ်းရောင်ဝတ်စုံကိုသာအမြဲဝတ်ဆင်ခဲ့တာကြောင့်မြစိမ်းရောင်မင်းသမီးလေးလို့လူသိများလာခဲ့ပါတယ်ညနေတိုင်းကိုယ်ပိုင်ယထာလုံးလေးနဲ့ဘိုလ်ထောင်ဖျားစီလာရောက်တရားထိုင်နေရှိတဲ့သူမရဲ့အလှဟာမြင်သူတိုင်းကိုအေးချမ်းစေခဲ့ပါတယ်ဒါပေမဲ့တညက်နေမှာတော့ဘိုလ်ထောင်ဖျားဝင်းကျင်မှာမြနန်းတွေကိုလူရန်ကား3ဦးကနှောက်ယှက်ဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမြူကိုးတွေကြားကနေပပြင်းထောင်နေတဲ့အေယာမနဂါးကြီးနှကောင်ပေါ်ထွက်လာပြီးသူမကိုကာကွယ်ပေးခဲ့တာကြောင့်လူရန်ကားတွေဟာကြောက်လန့်တကြားထွက်ပြေးခဲ့ကြရပါတယ်အဲ့ဒီဖြစ်ရကစားပြီးမြနန်းတွေဟာတာမန်အမျိုးသမီးတူမဟုတ်ပဲတကိုးသိဋ္ဌိတွေပိုင်ဆိုင်ထားတဲ့တိုင်နန်းရှင်တူဖြစ်ကြောင်းတစ်မျိုးလုံးဟိုးဟိုးကြော်သွားခဲ့ပါတော့တယ်မြနန်းတွေဟာသူမရဲ့ထူးခြားတဲ့အစွမ်းတတ္တိတွေကိုလိုအပ်မှသာအသုံးပြုပြီးတာမန်အမျိုးသမီးတူလိုပဲနှိမ့်ချစွာနေထိုင်ခဲ့ပါတယ်အိမ်ထဲမှာဘဝဟောင်းကညီမတော်တွေနဲ့ဆုံတွေ့ခဲ့ပြီးနောက်မြမပြည်အရရက်ကဇီဒီပထိုးတွေကိုပြုပြင်မွမ်းမံဖို့တိုက်တွန်းချက်အရတနိုင်ငံလုံးကိုလှည့်လေကဖះเจ้าကံသာသနာပြုလုပ်ငန်းတွေကိုအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပါတယ်1949ခုနှစ်နောက်ပိုင်းရန်ကုန်မြို့စစ်ဘေးဒဏ်တင်ပြီးဘိုလ်ထောင်ဖះကြီးပြက်စီးသွားတဲ့အခါမှာတော့မြနန်းတွေဟာ
အကြီးအကျယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူမဟာဖျားကြီးပြန်လဲတည်ထားနိုင်မှုအတွက်အဓိကမတီအလူရှင်ဖြစ်ရပါလို့ဤလို့ပြင်းပြင်းထန်ထန်ဆုတောင်းခဲ့ပါတယ်။ထူးဆန်းတာကတော့တနေ့မှာအမည်မသိအမျိုးသမီးနှစ်ဦးဟာညနန်းတွေရဲ့အိမ်ကိုရောက်ရှိလာပြီးကြောက်တံဗရံများတွေအပြည့်ပါတဲ့အိတ်နဲ့လာရောက်ကြော်ခဲ့တာပါ။ညနန်းတွေဟာအဲ့ဒီအိတ်ထဲကတံမိုးကြီးရနာပစ္စည်းတွေကိုကြပြားတစ်ချက်မှမကြမ်းဘိုးထောင်ဖျားကြီးပြန်လဲတိဆောက်ရေးအတွက်လူဒန်းလိုက်ပါတယ်။တစ်ခေတ်မှာတယောက်သာပေါ်ထွန်းခဲ့တဲ့ပါရမီရှင်မလေးညနန်းနယ်ရဲ့အလူကုန်သတင်းဟာနိုင်ငံတော်ဝန်မှာဟိုးဟိုးကြော်ကြားခဲ့ရပါတယ်။သူမဟာသာသနာပြုလုပ်ငန်းတွေကိုအစဉ်တစိုက်ဆောင်ရွက်ရင်း1955ခုနှစ်မှာတော့ကြီးညိုပွဲရာဖျားဆင်းလူတော်တဆူကိုပါဘိုးထောင်စီတော်အတွင်းမှာထပ်မံလူဒန်းခဲ့ပါသေးတယ်။အဲ့ဒီဆင်းလူတော်ကိုတော့ယနေ့တိုင်အောင်ဖျားကြီးရဲ့ရင်မြင်တော်မှာဖူးတွေ့နိုင်စေပဲဖြစ်ပါတယ်။သာသနာပြုလုပ်ငန်းတွေကိုအစဉ်တစိုက်ဆောင်ရွက်ခဲ့တဲ့အမတော်မြနန်းတွေဟာ1955ခုနှစ်နောက်ပိုင်းမှာတော့ဗုဒ္ဓဂါယာကို28ရက်ကြာတွားရောက်ပူးမြော်ခဲ့ပါတယ်။ဗုဒ္ဓဂါယာကပြန်လာပြီးနောက်မှာတော့သူမဟာချောင်းဆိုးပန်းနာယောဂါကိုပြင်းထန်စွာခံစားခဲ့ရမှာတော့တယ်။အမတော်ဟာသူမရဲ့နောက်ဆုံးအချိန်တွေကိုကုံဆုံးမှုမွေးရမြေမိုးကုတ်မြို့ကိုပြန်သွားခဲ့ပြီး1959ခုနှစ်ဖေဖော်ဝါရီလမှာတော့အသက်50ကျော်အရွယ်မှာပဲဘဝတစ်ခုကိုငြိမ်းချမ်းစွာချုပ်ငြိမ်းသွားခဲ့ပါတယ်။သူမကွယ်လွန်သွားပေမဲ့သူမရဲ့ဇာတ်လမ်းကတော့ဒီမှာတင်မပြီးဆုံးသွားခဲ့ပါဘူး။သူမရဲ့သာသနာပြုခဲ့တဲ့ဂုဏ်သတင်းတွေကြောင့်1990ခုနှစ်မှာတော့သူမကိုဂုဏ်ပြုတဲ့အနေနဲ့အမတော်မြနန်းတွေရုပ်ထုကိုဘိုးထောင်ဖျားမှာအထိမ့်မှတ်အဖြစ်တည်ထားခဲ့ကြပါတယ်။ထူးခြားတာကတော့အဲ့ဒီရုပ်ထုကိုတည်ထားပြီးနောက်ပိုင်းမှာအမတော်မြနန်းတွေဟာမင်းသမီးတစ်ပါးနှစ်တစ်ပါးအဖြစ်ယုံကြည်သူတွေကြားမှာပုံမထင်ရှားလာခဲ့ပြီးဆုတောင်းပြည့်တယ်ဆိုတဲ့သတင်းတွေကြောင့်တစ်နေ့ထက်တစ်နေ့လာရောက်ပူဇော်သူတွေပုံမများပြားလာခဲ့တာပါ။ဝါရင်းကာလမှာတီလာရှင်ဝတ်စုံနဲ့ဝါပကာလမှာအစင်းအောင်မင်းသမီးဝတ်စုံနဲ့ပူဇော်ခံလေးရှိတဲ့အမတော်မြနန်းတွေဟာဒီကနေ့အခါမှာတော့မြမပြည်သားမကထိုင်းနဲ့တရုတ်နိုင်ငံတွေအထိတောင်သူမရဲ့ဩဇာအာဏာကကြီးမားနေစေဖြစ်ပါတယ်။သူမဟာပါရမီရှင်တိုင်နန်းရှင်တူအဖြစ်ရောသာသနာပြုအလူရှင်မကြီးအဖြစ်ပါဘိုးထောင်ဘုရားကြီးကိုစောက်ရှောက်ရင်းယနေ့ထက်တိုင်သမိုင်းတွင်ကြံရင့်နေခဲ့ပါတော့တယ်